မိတောင်စီတော့ဖို့တော့ကားလာကြိုသွားပါပြီ။ We are very excited အရန်ကိုရင်ခုန်စွာနဲ့စောင့်မျှော်နေရတဲ့ညလေးတရားမဖြစ်ပါတယ်။လောက်တော့ကိုအိတ်မပြောတာ။ကားစောင့်နေရကားမလာသေးဘူးလားတို့တွေကအရန်ကိုရင်ခုန်တာပေါ့နော်။ဒါမိတောင်တွေ့ရမယ်ချော်ရအပြာရောင်လေးတွေ့ရတော့မစော်လေတို့ကအရန်စိတ်ဝင်စားနေတာပေါ့နော်အခုကသွားနေပါပြီဒီမှာကျတော့လူတွေအကောင်လုံးစောင့်နေကြတယ်သူအများကြီးပဲနော်အေးကြောင့်မသိလို့ရှိရင်တော့တို့လည်းယူရိုပနောက်တစ်ခါပြန်ရောက်သွားလို့ခံစားရအောင်နော်ဟုတ်အခုကကျတော့တို့တွေကကြာတောင်တက်ဖို့အတွက်ကဒါတွေကိုလို့မှဖြစ်ပါတယ်မီးနဲ့တက်ရမှာ Oh sorry Who's the best one? You see in the head တောင်မှာခုပဲရှိတယ်လေဒါကတော့ကျွန်တော်တို့တွေကမီးတောင်မှာဟိုချော်ရည်အပြာကိုကြည့်ဖို့အတွက်တော့เนาะဒီဟာအငွေ့တွေကအဲ့လိုမျိုးရှူမိမှစိုးလို့ဖြစ်မယ်เนาะရှူမိမှစိုးလို့နန်မဲထင်တယ်เนาะရန်နန်မဲအဲ့ဒါတရားတက်ဟေးတိုက်ကအခုကတို့တွေကဒီအင်ဒိုနီးရှားမှာရှိနေတဲ့ကမ္ဘာအလှဆုံးမီးတောင်ချော်ရည်အပြာရောင်ထွက်ရှိတဲ့နေရာလေးကတော့တောင်တက်ဖို့အတွက်ကအစင်းတစ်ဖြစ်နေပါပြီအားလုံး energy အပြည့်ပဲခုတို့တွေက energy လုံးဝ so high တော့မှအပေါ်တက်နေပြီ ငါတို့ကတညာလုံးလည်းမအိပ်ဘူးအားလုံးပဲ fighting တောင်တက်ကြမယ်တွေ့တောင်တက်တဲ့ဟာမှာလေဘယ်လိုတွေဖြစ်လာမလဲဆိုတော့တစ်ချက်လေးကြည့်ထားပေးကြအောင် Okay နောက်တရားလိုက်ကြည့်ခဲ့ပါတောင်ထိပ်ထိအပြောင်ချော်ရည်တွေလိုက်ကြည့်ပေးနော်ဟေးမမေရေ let's go တောင်ထိပ်ထိမရောက်ခင်လန်တော့မှာပဲဘာလဲထော်လီနဲ့မရဒါခါကြတော့ဟိုလုံးဝတက်လို့မနိုင်တဲ့သူတွေအတွက်ဆိုရင်တော့ဒီဟာလေးနဲ့သူတို့သုံးပြီးတော့မှအပေါ်တက်ရမှာဖြစ်ပါတယ် Morning สวัสดีค่ะสวัสดีค่ะคุณแม่ สวัสดีค่ะเฮ้ยဒီဟာလေးဘယ်လိုလဲပေါင်းတော်အဖြူရောင်နေယူလာခဲ့တောင်းတက် ပြအဲ့ဒါပြပြမရလေပေါင်းတော်ဖက်အဖြူရောင်တော့တက်လာခဲ့တောင်းပေါ်လင်းလို့နော်သူကဘာလဲလဲထိုင်မသိအမေကဒီမှာထိုင်မသိနဲ့မလီပါ ထိုင်မသိနဲ့ဒီမှာနော်အမလီဒါတယောက်ထဲသူ့ပပကိုရီးယားဆက်ဆံလေးပေါ့ရှင်ဘယ်သူနဲ့မှမပေါအောင်သူ့ပပကတယောက်ထဲဝါဒါကျမတို့ရဲ့ကားမြန်မာစင်ပါတယ် Thailand Myanmar oh sorry all the people from Myanmar Okay สวัสดีค่ะสวัสดีค่ะမင်္ဂလာပါ second မင်္ဂလာပါ again မင်္ဂလာပါ say မင်္ဂလာပါ yeah တောင်ပေါ်ရောက်ခါနေပြီဆိုတော့တောင်ပေါ်ရောက်ခါနေပြီဆိုတော့လေမိတောင်နေရာတော့ရောက်တော့မယ်အပေါ်မှာဆိုရင်တော့ဟိုအနက်ကတော့ရတယ်ပြီမိတောင်တွေကထွက်လာတဲ့အရေတွေဘာတွေကအနက်ထွက်နေပါပြီဆိုတော့ဆန်တော့ရသေးတယ်ခံနိုင်သေးတယ်အပေါ်မရောက်တော့ရောက်မှာပဲဟိုကဒါလေးထည့်လိုက်မှာပေါ့နော်ဒီမှာနားနေပြီနော်ဟိုချီးနဲ့လို့ပဲရအော်ရတဲ့အနက်ရလားသူတက်လေညတက်တော့စပိန်ကဟွာနေရင်ဟောဆက်လို့နော်ဆက်ချက်တာရဟုတ်တော့နည်းတင်းအောင်လို့တင်းတာတင်းလားတင်းဒီဟာရဲ့နောက်ဖက်ကအမှပါပေးပါရဲ့တင်းလားဟုတ်ကဲ့ဟုတ်ပါနော်အခုကကြတော့ရောက်ခါနေပြီချက်တို့ရေဒါကကြတော့ဆန်းကလေအနဲ့အသက်ရှူရချက်တယ်လို့ခံစားရတာတောင်တက်တဲ့ချိန်ကြတော့လေဒါပေမဲ့အနက်ကကြတော့အထဲထိဝင်တော့ဟိုချောင်းဆိုးတယ်အရက်နေခက်တော့မျက်လုံးဆက်တယ်သူ့ရဲ့ဒီအငွေ့ကြောင့်လည်းမျက်လုံးလည်းအရန်ဆက်တယ်မရထက်မရတော့မယ်ဒီကောင်ထက်တဲ့ခါကြတော့လေအသက်ရှူရဟိုလားတို့ဖြစ်ထဲမရဒါပေမဲ့ဒီဘာပုံများတဲ့ဘက်မှာကျတော့အငွေ့တက်မရှိOkay, dapat video. Mai deh. Kamera. Cepat. Video tak? Kamu video.
တော့ဆန်းတော့ဒါတော့မနေ့ပိုင်းနေထွက်တဲ့အချိန်ကိုကြည့်ပါတယ်ဆိုတော့အရန်သားရတယ်အော်ဘယ်လိုပြောမလဲခရီးရကြတော့တောင်တက်တဲ့ခရီးရကြတော့စုစုပေါင်းကကြတော့3နိုင်နီးပါးလို့ရှိတယ်တက်ရမှာပေါ့နော်ဟိုဒါနားတော့မရှိဘူးပေါ့ပုံမှန်ပဲလမ်းလျှောက်တယ်ဟိုကပင်ပန်းလားဆိုရင်ပင်ပန်းတော့မှအရန်အေးတယ်တခုတော့အရန်အေးတာနောက်တော့ဆန်းတော့ဒါပထမဦးဆုံးအတွေ့အကြုံဆိုတော့လေအပေါ်မှာဘယ်လောက်ထိအေးလဲမအေးလဲဆိုတော့မသိနေဘူးပေါ့နော်တကယ်လို့နောက်လာမဲ့သူတွေရှိလို့ရှိရင်တော့အနှွေးထက်ကောင်းကောင်းလေးယူလာခဲ့ဖို့လိုပါတယ်အပေါ်မှာအရန်အေးပါတယ်နေဝင်းစီစာလေးကလည်းအရန်ကိုလှရတယ်ချစ်တို့ရေ စီတာဖို့ အော်နေတော့ sunrise နေတော့ချိန် အခုမှနေတော့တော့ဝင်ခိုင်းနေပြီ นี่มีเลมของหัวอ่ะ ဗီဒီယိုရိုက်နေတာနေထွက်နေအားလေးကိုတော်နေပြောလို့မရတော့တော်ပြီနေထွက်ချိန်လေးတော်တော်လေးလှပါတယ်နေဝင်ချိန်မောက်တော့ရမ်းမိုက်တဲ့ချစ်တို့ရေဘာလုပ်ညာလဲအတော်ကြီးဘာလုပ်ညာလဲချစ်တို့ရေအရန်လှတယ်ဝူးအရန်လှတော့ပဲချစ်တို့ရေတော်တော်လေးလှတယ်ဟိုးယေဘာကတော့ပြသတော့ရေဟိုးလာဟဲ့ညာလေးလေကွာ โอ้လှလိုက်တာโอ้ရမ်းလှတယ်ကဲအခုကတော့ဆင်းတော့မှဖြစ်ပါတယ်ဟေးဟေးဟေး ဒါမဲ့လေလောကမမောင်းတော့ ဟေးဟေး နော် သူကအစားတော့မင်းကလေးထိန်တော့ဟေးကြောင်လိုက်ချိုင်တော့သူကမျိုးလုံးကျူသွားတယ် ပြောင်ကြော်ကြီး ဟေးအောင်ကြော်ကြီးနေ ပြောင်တိုင်းနေစမ်းရအောင် အေးရောက်တာကြီးအခုဟာကျတော့ဟိုင်းကြည့်ပြန်ပြီစင်ရတဲ့ တိုင်းရေ အဲ့ဒါလေအခုကဆန်တော့ကပုံနဲ့ရှောက်ရိုက်တက်လာတော့ကကြတော့လူ9ယောက် နှစ်ယောက်ပဲကျန်တော့ 2ယောက်ပဲကြံတော့တယ်ဘယ်လောက်ထိကမြင့်ကြောက်ထားလဲဆိုတော့စဉ်းစားကြည့်လိုက် ငါတို့နေရာရောက်တယ်နော် ကိုကလေးကတောင်တန်းကြိုက်တယ် တောင်ဆိုရင်ကြိုက်နေပြီ ဟုတ်တယ်အဲ့ဒါလေတောင်ကြိုက်တဲ့ခါကျတော့ဒီလိုမျိုးရှုခင်းနဲ့ဒီလိုမျိုးနေရာတွေကဘလို့မရနိုင်တဲ့နေရာလေးလေနော်ပြောမယ်ဆိုရင်တော့ဒီအိုက်စလန်မှာအထိပေါ့နော်ဆန်တို့တော့ကြည့်ခဲ့တဲ့ဒီမီးတောင်မြင်မှုတယ်နောက်တော့ဒီလိုမျိုးနောက်တော့ဒီလိုမျိုးဒီမီးအပြာရောင်ချော်ရည်တယ်မတွေ့ရဘူးကွယ်အပြာရောင်မီးတယ်မတွေ့ရဘူးအိုက်စလန်မှာနောက်တော့ဒီရေကန်ဆိုရင်လည်းဒီရေထက်အပြာရောင်ကကြောက်လေဘလူးလကွန်နဲ့တူတယ်အိုက်စလန်ဘလူးလကွန်နဲ့တူတယ်အဲ့လေအရမ်းမိုက်တယ်အဲ့ကြောင့်အင်ဒိုနီးရှားဆိုတာကလည်းပြောရမယ်ဆိုရင်တော့တို့နေတဲ့နိုင်ငံနဲ့ကကြတော့အရန်လည်းမဝေးဘူးပေါ့နော်ပြောမယ်ဆိုရင်တော့ Iceland တို့ဘာတို့မှကြတော့အရန်ဝေးရလေဆိုတော့အခုလိုမျိုးဒီဟာကကြတော့အရန်မိုက်တယ်ဆိုတော့ခရီးလည်းအရန်မဝေးဘူးနောက်တော့ပြောမယ်ဆိုရင်တော့ပတ်စံနဲ့ဆိုရင်လည်းဈေးနှောင်းလည်းတက်တာတယ်အရန်ဈေးမကြီးဘူးပေါ့နော်ပြောမယ်ဆိုရင်တော့အားလေလာသိတယ်တောင်းတက်တာကြိုက်တဲ့သူတွေဒီလိုမျိုးတဘာဝတွေအလှပတွေကြည့်ချင်မဲ့သူတွေအလုံးတော့ကဒီနေရာလေးကိုလာသိတယ်အရန်မိုက်ကြတယ်